မင်္ဂလာပါအင်ဂျယ်ပါရှင်အင်ဂျယ်ဒီနေ့ပြုလုပ်ပေးမယ် reading လေးကလေကိုနဲ့ကိုရဲ့တစ်ဖက်သူကြားမှာရှည်စက်ခံနေရှိသေးရဲ့လားဆိုတာလေးကိုကြည့်ပေးပါမယ်ရှင်အင်ဂျယ် that's a thick လေးမှားထားတယ်ရှာတယ်အင်ဂျယ် that's တွေတတိထားမိလားအရင်ရဲနေအင်ဂျယ်လက်ထိတ်လေးလည်းအမြဲရဲနေဘာမှမဟုတ်တနေ့အင်ဂျယ်ဖျောင်းနိုင်အနီတွေခံတယ်ထွန်းတာများလို့လက်တွေကရဲနေတာကဲဟုတ်ပြီအင်ဂျင်နဲ့တူတူကက်ကလေးတွေကိုအာရုံပြုကြရအောင်အင်ဂျယ် energy အရင်စစ်ပေးပါမယ်ရှင်ခုနှစ်ရဲ့သားသမီးအပေါင်းကိုရည်ညွှန်းပါတယ်နော်ဒီဒီဆိုဒီရဲ့ sign ကိုမှအင်ဂျယ်က specific မဟောပါဘူးအားလုံးနဲ့ 100% energy ကိုက်ညီနေမယ်လို့ထင်ပါတယ်ယခု reading ကိုကြည့်နေတော့သူများသည်အင်ဂျယ်ရဲ့ချစ်သူတွေထဲမှာလေမိတဲ့ Aries Leo Sagittarius တမားတွေနဲ့ယခု reading ကိုကြည့်နေတော့သူကပို့ပြီးတော့ energy ကိုက်ညီမှုရှိပါတယ်နောက်တစ်ဆိုင်က air sign ဆိုရင် Gemini Libra Aquarius okay ဒီနေ့ကတော့ sign လေးတစ်ခုကပို့ပြီးတော့ energy ကိုက်မယ်လို့မျှော်လင့်ပါတယ်ကဲကြည့်ကြရအောင်သူနဲ့ကိုကြားမှာရေစက်တွေရှိသေးလားဆိုရယ် reading မှာတချို့တွေက officially သမီးသားဖြစ်နေတဲ့သူတွေလူသိရှင်ကြား officially တွဲတဲ့သူများလူသိရှင်ကြားလက်ထပ်ထားသောသူများပို့ပြီးတော့ energy ကိုက်ပါလိမ့်မယ်ဒီမှာကိုကရေဆို तू ကမီးဖြစ်နေတတ်တယ်နော်ကိုကအရှိဆိုရင် तू ကအနောက်ဖြစ်နေတတ်ပါတယ်ပြောတဲ့သဘောကသူနဲ့ကိုကြားမှာလေအရင်တော့တဟဇာတာဖြစ်လက်ရည်ဤတူပူမြနေခဲ့ပေမဲ့အခုအချိန်မှာကိုကတောင်ဆို तू ကမြောက်ကိုကအရှိဆို तू ကအနောက်အဲ့လိုလေးသဘောထားလေးတွေတော်တော်လေးကိုစိတ်နဲ့ကွဲလာတာကိုတွေ့ရတယ်ဘယ်တည်းအဆလဲလို့တွက်မယ်ဆိုလို့ရှိရင်ခဏလေးနော်အင်ဂျယ်တွက်ကြည့်မယ်အောက်တိုဘာလ2025ကနေစပြီးတော့အခုဒီချိန်ထိကိုအဲ့အောက်တိုဘာ2025ရဲ့စပြီးတော့အစင်မပြေလိုက်တဲ့အစင်မပြေမှုတွေအခုထိကိုဆက်ပြီးတော့အစင်မပြေမှုတွေဖြစ်နေတဲ့အတွဲတွေကပို့ပြီးတော့တဟဇာတာဖြစ်ပါလိမ့်မယ်ပို့ပြီးတော့ energy ကိုက်ပါလိမ့်မယ်ကဲဟုတ်ပြီသူနဲ့ကိုနဲ့ကြားမှာရေဆက်ရှိသေးရဲ့လားလို့မမေးသေးခင်အင်ဂျယ်တစ်ခုလေးမေးပေးမယ်အင်ဂျယ်ရဲ့ချစ်သူတွေအတွက်ကိုသူ့စိတ်ထဲမှာကိုရှိသေးရဲ့လားသူကကိုနဲ့ပတ်သက်ပြီးဘယ်လိုခံစားချက်တွေဖြစ်နေသလဲလက်ရှိအနေအထားလေးကြည့်ပေးပါမယ်အခုတလောကလေပြောရမယ်ဆိုလို့ရှိရင်နှစ်ဦးနှစ်ဖက်ကြားပေါ့နော်နှစ်ဦးနှစ်ဖက်ကြားမှာလေဘာလို့အင်ဂျယ်လာခံစားနေရလဲဆိုရင်ငွေကုန်အရမ်းများနေရလို့တွေ့ရတယ်ဝင်ငွေနဲ့ထက်ငွေကမမျှဘူးเนาะဝင်ငွေနဲ့ထွက်ငွေကမမျှဘူးပြီးတော့နှစ်ဦးနှစ်ဖက်မှာတစ်ဖက်တော့မိဘဆွေမျိုးအတိုင်းဝိုင်းကငွေကြီးအခက်ခဲလေးတော်တော်ဖြစ်နေတယ်အဲ့တော့တော်တော်ကြီးကိုငွေကုန်နေရလေလို့တွေ့ရတယ် energy က swift ဖြစ်တတ်တယ်เนาะကိုတော့မဟုတ်ကိုရဲ့တစ်ဖက်သူနှစ်ယောက်ထဲကတစ်ယောက်တည်းအဲ့ဒီကိစ္စကိုပို့ပြီးတော့ဦးစားပေးနေတယ်ပို့ပြီးတော့အချိန်ကုန်ခံနေရပို့ပြီးတော့ငွေကုန်ခံနေရလို့တွေ့ရတယ်ဒီဘက်ကကျန်တဲ့သူကအတိုင်းအတာတစ်ခုအထိကိုနားလည်ပေးတယ်ဆောင်ရွက်ပေးတယ်ဆိုတိတိုင်အောင်နည်းနည်းဘူလာတယ်လို့အင်ဂျယ်ခံစားရတယ်ဘာလဲဟာငါကသူ့မယားမှာဟုတ်ရဲ့လား
ငါသူ့ရည်သားမဟုတ်ရလားငါတော့လည်းအချိန်မပေးဘူးဘာဖြစ်လို့လဲ तू ကဦးမျိုးချစ်ဒေါ်မျိုးချစ်တွေဖြစ်နေလို့ဦးထောက်ပံ့ဒေါ်ထောက်ပံ့နေပေါ့အဲ့လိုမျိုးကိုကသူ့ရဲ့နံပါတ်1ဦးစားပေးခြင်းမှာမပါတော့ဘဲနဲ့ကိုကဘိတ်ချီးဖြစ်နေတာကိုဘိတ်ချီးဖြစ်နေတယ်သူ့ရဲ့စိတ်ထဲမှာဒါကြီးကမကောင်းဘူးဆိုတာ तू သိရနော်ကိုကလည်းတချို့သူတွေကလေဒီမှာအင်ဂျယ်ဘာခံစားရလဲဆိုတချို့တွေကလေဖွင့်ပြောပြီးသားနော်ငါတို့ဒါတွေမကြိုက်ဘူးမလုပ်နဲ့ဘာညာအဲ့လိုပြောပြီးသားကို तू ကဆက်လုပ်နေရလို့လည်းအင်ဂျယ်ခံစားရတယ်အဲ့ဒီအတွက်ကြောင့်မလို့တော်တော်လေးကိုအဆင်မပြေဖြစ်နေတာပြီးတော့တချို့ဒီမှာ reading ကိုကြည့်နေတဲ့တချို့သူတွေဒီတစ်ချိန်လုံးခရီးထွက်ရတယ်လို့အင်ဂျယ်တွေ့တယ်ခရီးထဲမှာခရီးသွားနေရတယ်ခရီးအလုံးနဲ့ပတ်သက်တဲ့ခရီးသွားနေရတယ်ကိုအတွက်လုံးဝအချိန်မပေးနိုင်တဲ့ပြဿနာကနေစတာပါအချိန်မပေးနိုင်ခြင်းငွေကြေးမပေးနိုင်ခြင်းဂရုမစိုက်နိုင်ခြင်းတွေကစတာအဲ့တော့ကိုမှကျင်နာမှုလည်းမရဘူးယူရမှုလည်းမရဘူးเนาะအဲ့တော့တော်တော်လေးအဆင်မပြေဖြစ်နေတယ်သူ့ရဲ့လက်ရှိစိတ်ထဲမှာဘာဖြစ်ချင်နေလဲလို့မေးကြည့်လိုက်တဲ့အချိန်မှာသူကခုလက်ရှိအချိန်မှာကိုသူ့ရဲ့လိဟာမှု upset နေအတွက်သူပြန်ဖြည့်ဆည်းပေးချင်တယ်လို့တော့အင်ဂျယ်ခံစားရတယ်သူစိတ်ပဲရှိရအရှင်တော့မလာသေးဘူးเนาะကြည့်ရပြန်ချုပ်မယ်ထင်ပါတယ်เนาะရေဆက်ရှိသေးလားဆိုရင်မိကုန်းလေးကိုဆက်ကြည့်ပေးပါမယ်နှစ်ဦးကြားမှာရေစက်ကန်ကြီးရှိရနော်တချို့သမီးသားအတွဲတွေလေလက်တလောပြတ်ထားတာမှလေနှစ်လတော့မရှိသေးဘူးလက်တလောပြတ်ထားတာဘာမှလည်းမသိညာမှလည်းမသိအကြောင်းပြချက်မပေးဘဲနဲ့ပြတ်သွားတာပါပြတ်သွားတဲ့အတွဲတွေကလေသူ့စိတ်ထဲမှာကိုရှိသေးလားဆိုရှိပါတယ်နော်ရေစက်ကြံသေးလားလို့မေးလဲကြံပါသေးတယ်နော်သူ့မှာလေကိုအဲ့ပြတ်သွားတဲ့အတွဲတွေမှာလေသူ့မှာကိုဖွင့်ပြောလို့မရတဲ့အကြောင်းအရာရှိရယ်သူကလေရီးသားတွေကိုကြည့်ပေးနေတာနော်ပြတ်သွားတဲ့ရီးသားတွေကိုကြည့်ပေးတာပါသူကလေစိတ်နှခွဖြစ်နေတယ်လို့တွေ့ရတယ်နော်ကိုယ့်ကိုပြန်ဆက်သွယ်ခြင်းပြီးမှလည်းမဆက်သွယ်သေးဘူးဘာမပြောနဲ့လည်းဖြတ်သွားသေးတယ်ပြန်လဲဆက်သွယ်ခြင်းနေတယ်ဒါပေမဲ့မဆက်သွယ်သေးဘူးဆက်သွယ်အောင်မှာပါအချိန်တိုင်းတာတစ်ခုတော့ကြံတယ်ရေစက်ကြံသေးလားဆိုကြံသေးတယ်ဒီမှာလေအိမ်တော်တွေပဲကြည့်ရီးသားတွေပဲကြည့်ဘလို့ပဲကြည့်နော်ကိုရဲ့တစ်ဖက်သူကငါလက်ခုပ်ထဲရရေငါတွန်းခြင်းတွန်းမယ်မှောက်ခြင်းမှောက်မယ်ဆိုတဲ့စိတ်အပိုင်တွက်ထားတဲ့စိတ်လေးတွေတွေ့ရတယ်တော့မဟုတ်အင်ဂျင်ရဲ့ချစ်သူသူကြည့်နေတဲ့သူတွေကိုယ်တိုင်ကလည်းအဲ့လိုစိတ်ကလေးရှိနေပြေးခြင်းတလောက်ပြီးအချိန်တန်သူငါးစီပြန်လာမယ်ဆိုတဲ့စိတ်ကလေးရှိသေးတယ်လို့တွေ့ရတယ်ရေစက်ရှိပါသေးသလားဆိုရေစက်ရှိပါသေးတယ်ရှင်ရေစက်ရှိပါတယ်လို့အင်ဂျင်မြင်ပါတယ်ကျေးဇူးပါ